ကျွန်တော်တို့မွတ်စလင်လူဦးရေဟာ10ရာခိုင်နှုန်းတဲ့မနေ့အဲ့တော့10ရာခိုင်နှုန်းနဲ့မနေ့တဲ့လူဦးရေဟာအချိုးအစားအရာပြောရရင်ဒီကနေ့လွတ်တော်မှာပြည်တော်စုလွတ်တော်မှာအပတ်660နဲ့4ယောက်ရှိတယ်10ရာခိုင်နှုန်းဆိုရင်60နဲ့6ယောက်ကိုတားရတယ်။ဒီတဲ့ပို့ဖို့ရှိတယ်။အဲ့တော့တကယ်လို့သာလူဦးရေကိုစားပြုပြီးတော့မရလွတ်တော်အပတ်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီအတွက်ဟာမနေဘူး။အစိုးရအဖွဲ့ဖွဲ့ဖို့ကိစ္စကျွန်တော်တို့ရဲ့အဆုံးဖြတ်ဟာအရေးပါတဲ့အနေအထားမှာရှိတယ်။အစိုးရဖွဲ့ခြင်းတဲ့လူကျွန်တော်တို့ ਨੇ ဥပမာအပေးယူလို့ပြီးမှဖွဲ့ရတယ်။လွတ်တော်မှာဥပဒေတစ်ခုပြဋ္ဌာန်းခြင်းအဲ့ဒီလောက်အရေးအတွက်များတဲ့အစုတစုဟာအရေးပါတဲ့အနေအထားမှာရှိတယ်ကျွန်တော်ပြောချင်တာကကျွန်တော်တို့မွတ်စလင်ဒုဟာဘာသာရေးရဒုတိယအများဆုံးအနေအထားမှာရှိတယ်အမတန်ကြီးတဲ့အားဆိုတာကိုယ့်ဟာကိုယ်သိထားဖို့လိုတယ်ဒါပေမဲ့အဲ့ဒီအမတန်ကြီးတဲ့အားပြတ်နေတော့ပွဲပြားနေရင်တော့အားမဖြစ်ဘူးစုစည်းမှကျွန်တော်တို့ကအားဖြစ်တယ်ကျွန်တော်တို့ညီညွတ်မှဒါကိုအားတစ်ခုအနေနဲ့သုံးလို့ရတယ်အဲ့ဒီဆရာခိုင်နှုန်းဟာအဖွဲ့9ဘွဲ့လောက်ကွဲသွားရင်200နှုန်းပဲရှိတော့တယ်ဘာလို့မှကျွန်တော်တို့လုပ်လို့မရတော့ဆရာခိုင်နှုန်းဟာဆရာခိုင်နှုန်းတိုင်းရှိနေအမှန်တရားကြီးတဲ့အားပဲဆရာဦးလေးပြောတယ်အဲ့ဒီမညီတာတွေကိုစုစည်းနေတာအားပဲအခုကျွန်တော်တို့ကဘာသာတစ်ခုနဲ့အောက်မှာအလ္လာဟ်ရဆူလ်ဆိုတဲ့ဒီအလ္လာဟ်တော်တစ်ခုရဲ့အောက်မှာရှိပြီးတော့ဘယ်လိုမှမကွဲသင့်တဲ့လူတွေအုပ်စုတွေကွဲနေမယ်ဆိုရင်တော့အလ္လာဟ်ဘက်ကလည်းကျွန်တော်တို့ဆုံးဖြတ်ချက်ပဲပြန်ပေးပါမယ်ဒါတော့ကျွန်တော်တို့သိသိချာချာနားလည်ထားလို့ကျွန်တော်တော့ပြောတာဘာသာရေးတရားဟောတာတော့မဟုတ်ပါဘူးเนาะကျွန်တော်ရည်ရွယ်ချက်ရှိပါတယ်အခုကျွန်တော်တို့အစ္စလာမ်တွေဘယ်လောက်ညီညွတ်တယ်လဲဆိုတာမကြခင်စိတ်ခေါ်ပွဲတွေ့ရအောင်အဲ့ဒီပွဲမှာကျွန်တော်တို့မြင်ရပါနော်2015ကြီးကောက်ပွဲဟာတလားကြော်ကြော်လေးပဲကြာပါတော့တယ်အဲ့ဒီမှာကျွန်တော်တို့ဟာဘယ်အတိုင်းအတာဖြစ်ညီညွတ်နဲ့ဒီရွေးကောက်ပွဲဆိုတဲ့ဖြတ်တန်းရမယ့်ကိစ္စတစ်ခုကိုဘယ်လိုညီညွတ်အားနဲ့ဖြတ်တန်းနိုင်မလဲဆိုတဲ့စိတ်ခေါ်ပွဲပဲမွတ်စလင်အမတ်တွေအများကြီးပဲခင်ဗျားတို့အဲ့ဒီမွတ်စလင်အမတ်တွေကိုနိုင်အောင်လုပ်ပေးနိုင်ရင်ခင်ဗျားတို့တာဝန်ကြီးမှာပဲခင်ဗျားတို့မဲတွေကိုညီညွတ်နဲ့ဖြစ်ထိုက်တဲ့လူတယောက်ကိုတွန်းတင်ပေးနိုင်ရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အစ္စလာမ်ဘာသာကိုစားပြုပြီးပြောနိုင်ဆိုနိုင်မဲ့တယောက်3ယောက်4ယောက်လွတ်တော်ရောက်သွားမယ်ဖြစ်တာမဖြစ်တာအရေးကြီးဘူးပြောမဲ့လူကိုမရှိတာပြောမဲ့လူလုံးနေတယ်သူပြောရင်သူ့အတန်ကိုမီဒီယာချက်ပေးပါလိမ့်မယ်နိုင်ငံတကာမီဒီယာလည်းချက်ပေးပါလိမ့်မယ်အဲ့ဒီတော့ကျွန်တော်တို့ဟာလွတ်တော်ကိုဘာပဲဖြစ်ဖြစ်အစ္စလာမ်ဘာသာဝင်တွေကရည်ချင်းရှိတဲ့လူတွေရောက်အောင်လုပ်ဖို့လိုတယ်။ဒါရှင်မြတ်တို့နဲ့စောစောလေးရပဲကိုခင်မောင်ချူရှိရတဲ့ရတယ်။နောက်ထပ်တည်ထားတဲ့ကြီးကနောက်ထပ်7ရောက်ထပ်ပြီးတော့ပြီးတယ်။ဆိုတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကိုမွတ်စလင်ကနေတိတ်ခါ20လောက်ရှိလာပြီလို့သိရတယ်။အဲ့တော့တချို့နေရာမှာလည်းပဲတနေရာထဲမှာအပြိုင်တွေဖြစ်နေတယ်ဆိုတာလည်းသိရတယ်။အဲ့ဒါတော့စိုးရိမ်ရတဲ့အခြေအနေပဲ။အဲ့ဒီအပြိုင်ဖြစ်နေတဲ့နေရာမှာသူ့လူငါလူအစွဲနဲ့မဲပြတ်သွားမယ်ဆိုရင်တယောက်မှပြတ်လာမှာမဟုတ်တော့ဘူးအဲ့ဒီနေရာတွေကိုမဲမပြတ်ကျွန်တော်တို့အချင်းချင်းဘယ်လိုညှိနှိုင်းပြီးတော့တယောက်ကိုနိုင်အောင်လုပ်ပေးနိုင်တယ်ဆိုတာအဲ့ဒါကျွန်တော်တို့အစ္စလာမ်ဒုဘလောက်ညီညွတ်တယ်လဲဆိုတဲ့စံတတ်ပွဲပဲသိမကြတော့ဘူးကျွန်တော်တို့မြင်ရမှာပါကိုယ့်အပေါ်မှာပဲမူတည်တယ်နော်